ဇက်လာအစအဝေးပြေးလာမကြီးအစိုးဆုံးချိန်သည်ညံ့တန်းကောင်းကျော်အချိန်ဖြစ်သည်လာမပေါ်ရီကိုကာတစီတဲ့သာအထီးကျန်စွာပြေးလွှားနေရသည့်ခိုက်တံကိုဖိုးသားသည်ခရီးသက်တင်ရင်မောင်းသက်10နှစ်ကျော်ပြီဖြစ်သောကြောင့်ဤလာမဤကောင်းကျိုးဆိုးကျိုးများကိုကောင်းကောင်းသိသည်အထူးသဖြင့်ဒီလန်းရဲ့နာမည်ဆိုးကိုပေါ့ဆရာကားကိုခဏနားလိုက်ရင်မကားဘူးလားအခုပဲနှစ်နာရီကျော်ပြီစေးတုံအလဲကိုကြော်လာပြီနော်ဘီနာကကတ်ပါလာသောဆိုင်ကယ်ကယ်ရီမောင်းသမားလေးသားတို့ကလေးတန်းတုံတုံဖြစ်မိသည်ကိုဖိုးသားကပရင်းပေါက်ပြန်မှန်ကိုအနှင်းငယ်ဖွင့်ကလေးအေးကိုရှူသွင်းလိုက်သည်နားလို့မဖြစ်ဘူးသားတို့မနက်မိုးမလင်းငယ်မန္တလေးကိုအရောက်ပို့ရမယ်ဒီတစ်ခေါက်မှနောက်ကျလို့ကတော့ငါကိတ်ကအထက်လူကြီးတွေကစူမမင်းကလည်းကွာကားသမားဖြစ်ပြီးဒီလောက်ကြောက်နေကြလားကိုဖိုးသားစကားဆုံးအောင်မပြောလိုက်ရဘူးလမ်းမေးပေါင်ကိုဤပေ20ခအကွာခြုံတွေပိတ်ပေါင်းများကြမှာလူတအူး၏အကျိတ်ကိုတမီအောင်ဖြစ်ဖြတ်ခနဲမြင်လိုက်ရသည်ဟေးသားတို့ခုနကဘာကြီးလဲသားတို့ဒီမျက်လုံးပြိုးသွားပြီဟိုမဆရာအဖြူအောင်ဝဆုံးတဲ့တယောက်ကိုဖိုးသားချက်ချင်း break အုပ်ပြီးကားကိုရက်လိုက်သည်လာမီတစ်ချက်လုံးမှာဘာအိမ်ဘာဆိုင်မှမရှိသောနေရာအီမြလူသူကဲမဲ့သည့်နေရာမျိုးတွင်အဖြူရောင်ဝဆုံးတဲ့အမျိုးသမီးတဦးရှိနေခြင်းသည်မိသူမြောင်မဖြစ်နိုင်သူတို့နှစ်ဦးလုံးအသက်ရှူရလူနီးပါတိတ်ဆိတ်စွာကြည့်နေခြင်းတွင်ထိုအရိတ်ကလမ်းမပေါ်သို့ဖြည်းဖြည်းချင်းနှမ်းလာသည်သူမ၏ဦးခေါင်းသည်မိုးပေါ်သို့မောင်းနေပြီးရှီလျားနှမောင်သောစပင်တို့ကမျက်နှာကိုဖုံးကွယ်ထားသည်ထိုအမျိုးသမီးသည်ကားဘက်သို့ဖြည်းဖြည်းချင်းလှမ်းလာသည်ခြေသံပင်မကြားရဘဲမြေပြင်ပေါ်၌ပြန်လွဲလာသလိုပင်သူမသည်ကားရှိကိုရောက်လာပြီးကား၏ရှေ့မှန်ကိုဖြည်းဖြည်းချင်းလက်ဝဖြင့်ထိကပ်လိုက်သည်အေးဆက်ဆက်အဖြူရောင်လက်ထိုလက်သည်ကိုဖိုးသားထိုင်နေသည့်ပရင်းပေါက်မှန်သည်သို့ရွေလာပြီးမှန်ပေါ်တွင်လက်ငါးချောင်းရထင်ချန်ရစ်သည်လက်ရသည်ပူလောင်နေသောကြောင့်မှန်သည်ချက်ချင်းဝါသွားသည်ဆရာမောင်တော်တာတို့ကငိုတန်ပောင်အိုသည်ကိုဖိုးသားကဘာမှမပြောနိုင်တော့ဘဲလက်နှစ်ဖက်ကိုစတီယာရင်းပေါ်တင်းတင်းဖုတ်ကင်ကကားကိုအရှိန်ပြင်းစွာမောင်းထွက်ခဲ့သည်နောက်ချိမှနိုင်ခိလိုက်တော့ထိုအမျိုးသမီးကသူတို့ကားကိုကြည့်ပြီးတွားမပါသောပါဇက်ဖြင့်ပြုံးပြော့နေသောကိုတွေ့လိုက်ရလေသည်ကိုဖိုးသားသည်ကားကိုအရှိန်ကုန်တင်ကတရှိန်ထိုးမောင်းထွက်သေးသည်နောက်ကြည့်မှန်တဲ့ကသွားမပါတော့ပြုံးနေသည့်မျက်နှာသည်သူတို့အိတ်စိတ်ထဲတွင်ဆွဲထင်ကြံရစ်နေသည်ဖျားစာကိုတွတ်ရွတ်ကရှေ့သို့သာဒီဇိုင်းမမကြည့်နေသည်ဆရာဖိုးသားကျွန်တော်တို့ကိုသူ့လိုက်နေသလားမသိဘူးဗျကျွန်တော်ရင်ဘတ်ထဲမှာလုံးဝမလုံးကြုံဘူးမကြည့်ရဲ့နောက်ကိုလုံးဝမကြည့်နဲ့ရှေ့ပဲကြည့်ပြီးဖျားစာရွတ်နေဒီလမ်းမကြီးမှာဒီလိုအဖြစ်မျိုးငေါတခါမှမကြုံဘူးဒါလူမဟုတ်ဘူးမင်းနဲ့အနှဲငယ်ကြတော့ငိန်တက်သွားတော့လေသူတို့အိတ်စိတ်သည်လုံးဝမငိန်ကိုဖိုးသားကစက်ကြီးမန်ကိုလက်ထွတ်အုပ်လိုက်သည်မငိန်ရလင်ပို့စိတ်အေးရလိမ့်မယ်ဟုတွေးသည်ထိုစဉ်တာထူးထွိုင်နေသည့်ဘေးကုံနှင့်ကိုဖိုးသားဤခေါင်းတော်မှာအေးဆက်ဆက်လေပူတစ်ချက်ကိုခံစားလိုက်ရသည်ကားပတင်းပေါက်များအားလုံးပိတ်ထားသည့်တိုင်အောင်ထိုလေသည်အတွင်းသို့တိုးဝင်လာခြင်းဖြစ်သည်ဆရာအနက်ဘာနဲ့လဲမသိဘူးတစ်ဆွေးနှံလူပို့တိုးတယ်လို့အနက်တစ်မျိုးရနေတယ်ကိုဖိုးသားကိုယ်တိုင်လည်းထိုအနံ့ကိုရလိုက်သည်ထိုအနှင့်ကားနောက်ဆုံးကမ်းမှလူမပါတော့တိုင်းတဆုံတစ်ခုရွေးလျားနေသည့်အတန်ကိုတိုးတိုးလေးကြားလိုက်ရသည်တာထူးသည်အာယုံကျော်အာနုံဖြောက်တောက်သွားသလိုကားနောက်ခန်းကိုလှည့်ကြည့်လိုက်သည်အာဆရာဖိုးသားနောက်ခန်းမှာတာထူးဤအထံသည်စူးရစာအော်ဟစ်ပြီးတပြိုင်နက်တည်းတိတ်ဆိတ်သွားသည်ကိုဖိုးသားဘတ်လှည့်ကြည့်လိုက်တော့အခါတာထူးမှာမျက်လုံးဖြူပါဇက်ဟအသက်ရှူရက်လူနီးပါပုံစံနှင့်ခုံပေါ်တွင်လဲကျသွားသည်ကိုဖိုးသားအလန့်တကြားကားနောက်ခန်းကိုလှည့်ကြည့်မိသည်ကားနောက်ခန်းမှာဘယ်သူမှမရှိသို့တော့နောက်ဆုံးခုံတန်းဤခေါင်းမီပေါ်တွင်ရှေလျားနှမ်းမောင်ပေါစပင်တစ်ထက်သည်တွေ့ကြနေသည်ထိုစပင်ထူလဲကသွေးစွန်းနေသည့်အဖရူရောင်စကိုင်းဝတ်စုံ၏အစွန်းတနေရာကိုသာမြင်လိုက်ရသည်ကိုဖိုးသားစတီယာရင်ကိုတင်းတင်းဆုပ်ထသည့်လက်များနှင့်ခန္ဓာကိုယ်တစ်လုံးတုံရင်းနေသည်မျက်နှာကိုရှေ့သို့ပြန်လှည့်လိုက်ချိန်တွင်သူ့၏ဘေးပတ်လဲသည်အလွန်အေးဆက်လာသည်ရေခဲတံများအေးသောလက်တစ်ဖက်သည်သူ့၏ပခုံးပေါ်သို့ဖြည်းဖြည်းလင်းကျရောက်လာသည်ကိုခံစားလိုက်ရသည်ထို့နောက်အတန်သည်သူ့၏နားရွက်ချမှကဲ့၍တိုးလျားစွာရေရွက်လိုက်သည်ထိုအတန်သည်လူသားတဦး၏အတန်မဟုတ်ပေထန်သားတစ်ခုသာဖြစ်သည်စောကြီးဘယ်သွားတာလဲတယောက်တည်းထားခဲ့ပြန်လားလာခဲ့ငါတို့ဒီမှာပဲအတူတူနေရအောင်ကိုဖိုးသားသည်မနှမ်းရွှေအကြောင်းကြားဖို့တဲ့ပုံမြင်ဟောင်းကိုအမှတ်ရသွားပြီးဖျားစင်မရေဆက်ချက်ကွက်ကိုလက်နှင့်ဖျက်ခနဲဆွေးယူကနောက်သို့မကြည့်ပဲလမ်းပေါ်သို့ထွန်းချလိုက်သည်ရီများကျမ်းပင်ပေါ်သို့မကြရောက်မိသည်လေထဲမှစောင့်ကန်ပြီးပျောက်ကွယ်သွားတဲ့ကိုကြားလိုက်ရသည်ကိုဖိုးသားသည်ကားကိုတနာရီခန့်မနာရန်မောင်းနှင်ခဲ့သည်နောက်ဆုံးတွင်အဝေးပြေးလမ်းမနံပေးရှိဘုံကြီးကျောင်းနှင့်တွဲလျက်ဖွင့်ထားသည့်ဓမ္မယုံဓာတ်စီဆိုင်ဝင်းသို့ချိုးဝင်ကားရက်နားလိုက်သည်
ကိုဖိုးသားသည်တတိမိနေသောတာထူးကိုဆိုင်တွင်သို့ခေါ်ဆောင်ခဲ့ပြီးလက်ဖက်ဆိုင်ပိုင်ရှင်ထံမှရေနွေးနွေးတောင်းကန်တိုက်ကြွေးလိုက်သည်ခဏကြာတွင်တာထူးပြန်လဲတတိရလာတော့လေမေလုံးထဲတွင်6ရွတ်မှုအရိပ်များဆွဲထင်နေစေတာထူးဆရာခုနကကျွန်တော်သူ့မျက်နှာကိုမြင်လိုက်ရတယ်ဆရာသူ့မျက်နှာတစ်ချမ်းလုံးအရေးပြားမရှိတော့ဘူးတော်ပြီတာထူးဘာမှဆက်မပေါ်နဲ့တော့ငါတို့အခုမန္တလေးကိုမသွားသေးဘူးဒီညဒီမှာနားရမယ်ကိုဖိုးသားသည်စိတ်ရှုထွေးစွာဖြင့်ဆေးလိပ်ခွာရန်ဆိုင်ပြင်သို့ထွက်လာခဲ့သည်ထိုစဉ်ဆိုင်ဘေးရှိကုန်တင်ကားတစ်စီး၏ဘေးတွင်တတိုင်းရင်ပုံပေါ်သောအသက်60ခန့်ရှိရံမောင်ကြီးဦးဖိုးဆန်သည်ကွမ်းတွေထွေးရင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်ဦးကျွန်တော်တို့ကနည်းနည်းချွေးရွံ့သွားလို့ပါဒီညဒီမှာပဲနားမလို့ဦးဖိုးဆန်ကိုဖိုးသားကိုခေါင်းဆုံးခြေဆုံးတစ်ချက်ကြည့်လိုက်ပြီးမင်းတို့မျက်နှာတွေကဖြူဖတ်နေတာပဲဟိုလမ်းမပေါ်ကအဖြူရောင်မနဲ့တွေ့လာပုံရတယ်ကိုဖိုးသားတကူလုံးကြတိမွေးညင်းမှထသွားခဲ့သည်ဦးဘလို့တိဟာဒီလမ်းမမှာဆယ်စုကြီးကားမောင်းလာတဲ့ကားသမားလိုက်တည်တယ်သူ့နာမည်ကမနှမ်းရွှေရိုးရိုးတရေတော့မဟုတ်ဘူးကွယ်သူ့ချစ်သူဇော်ကြီးဆိုတဲ့ကောင်ကဆုံးအသက်နဲ့ချုပ်ထားခဲ့တာသူ့ဝင်းညီကိုဒီလမ်းမပေါ်မှာပဲထားခဲ့တော့အမျိုးကမပြေနိုင်ဘူးဘလို့လှုပ်ချုပ်ထားတာလဲဦးလမ်းဖောက်ခင်ကလေးကလားသူတေတော့သူဖြူစည်းအချို့ကိုဒီလမ်းဖောက်တဲ့မြေကြီးထဲမှာမြုပ်ထားတယ်အဲ့ဒါကအငိုးဆွဲတဲ့အစီရင်ပဲအဲ့ဒီပစ္စည်းတွေကိုမဖက်ရှားမချင်းသူကလူတွေကိုမြှူဆွဲပြီးအသက်ငယ်နေအောင်ပါပဲမင်းတို့ကန်ကောင်းလို့အဖိုးဆန်ထားခဲ့တဲ့ရေစက်နဲ့လွတ်လာတာကိုဖိုးသားမျက်လုံးပြူးသွားခဲ့သည်သူ့ရေစက်ခွက်ကိုမြောက်ပြမိရံမောင်းကြီးကပြုံးလိုက်သည်ဖရီရှင်လန်ကတခုတည်းရှိရဲ့သူတေတုံးကပါသွားတဲ့ပစ္စည်းကိုမနှမ်းရွှေကျင်းစာတင်ခဲ့တဲ့နေရာအတိအကျကနေသူ့ဖို့ပြီးဖုန်ကြီးเจ้าမှာအပ်လိုက်ရမယ်ဒီလိုမှမလုပ်ရင်မင်းတို့လည်းမကြရင်သူ့ရဲ့ဧည့်သည်ဖြစ်လာရလိမ့်မယ်ရံမောင်းကြီး၏စကားသည်ကိုဖိုးသားနဲ့တာထူးအတွက်အလွန်ချုံမစွာဖြစ်သောတို့တော်လွတ်မြောက်ရာလမ်းကိုညွှန်ကြားနေသည့်စကားဖြစ်နေတော့သည်သူတို့သည်ညှဉ်းထန်ကနိုင်ရှိခင်တိုင်းသို့ပြန်သွားရန်ဆုံးဖြတ်လိုက်ကြသည်ဓမ္မယုံတွင်ခဏနာပြီးနောက်ည7:00နာရီခန့်တွင်ကိုဖိုးသားညစ်တာထူးတို့သည်မနှမ်းရွှေကိုစတင်တွေ့ဆုံခဲ့သည့်လူသူကင်းမဲ့တော်လမ်းမကြီးပေါ်ရှိနေလာဟောင်းသို့ကားဖြင့်တိတ်တဆိတ်ပြန်လာခဲ့ကြသည်လေတို့သည်အေးဆက်ပြီးလမ်းမကြီးသည်မဲမောင်နေသည်ကားတကားဖွင့်တန်တဲလွန်စားရှာဖွေနေသည့်ခြေတံတိုးတိုးများချီကပ်တန်ကိုဖိုးသားသည်ဓမ္မယုံမှယူလာသောမီးပွားအနေငယ်နှင့်တကုရှင်ဟုယုံကြည်ဟသောမီးဖြူခဲတစ်ခုကိုလက်ထဲတွင်တင်းတင်းဆုပ်ထားသည်တာထူးကဓမီဖြင့်လမ်းဘေးချုံပုတ်များကိုဖွေ့ရှာနေသည်ဆရာဒီနေရာကလမ်းမစတင်ဖောက်လို့တုန်းကမြေကန်တရားလိုဖြစ်ခဲ့တယ်လို့ဦးဖို့ဆန်ပြောမှုတယ်နော်အရာဝတ္ထုတွေကဒီနားပတ်ဝန်းကျင်မှာပဲရှိမယ်သူတို့စကားမဆုံးပြီးကားမောင်းလာသည့်ဟွန်းတန်ရှိကြီးတတန်ကိုနောက်ဖက်မှကြားလိုက်ရသည်နောက်တော့လှည့်ကြည့်ရတော့မြင်ကွင်းသည်ထိတ်လန့်စရာကောင်းနေသည်လမ်းမပေါ်၌သူတို့ကားနှင့်ပုံစံတူခီးတင်ကားကြီးသည်အရှိန်အပြည့်ဖြင့်သူတို့စီဦးဒီကားပြီးဝင်လာနေသည်မိကြီးများလင်းထိန်နေပြီးရန်မောင်းကသူတို့ကိုကြည့်၍တွားဖြဲပြုံးနေသည်ဖေးတာထူဒါတို့ရဲ့လက်စားမှုဒီနားမှာတကယ်ကားမရှိဘူးကားဘရိတ်အုပ်တန်းတိုက်မိတော့မဲ့အတန်ပြင်းပြင်းကိုဘိုးသားနဲ့တာထူတို့သည်ဘေးသို့ခုန်ထွက်လိုက်ကြသည်ထိုစဉ်တိုက်မိတော့မဲ့အတန်ပြင်းပြင်းဒုံးမှုတို့အတန်ကြီးထွက်ပေါ်လာပြီးမိများငိမ့်သွားသည်သူတို့ပြန်လှည့်ကြည့်ရသောအခါဘာကားမှမရှိသူတို့ဤကားမှလည်းလုံးဝမပြတ်စည်းမဲရှိနေသည်ထိုအချုံလန်းမှုကြားမှာပင်တာထူးသည်ခြုံပုတ်တစ်ခုအောက်မြေသားပွင့်နေသည့်နေရာမှာအယိုးရခုခုဖြင့်အုပ်ထားသောတိတ်သားငယ်တစ်ခုကိုတွေ့လိုက်သည်တာထူးဆရာဖိုးသားရပြီဒီမှာကိုဖိုးသားသည်မြေဖြူခဲကိုဘဲပပမှပစ်ချပြီးထိုတိတ်သားငယ်ကိုအလို့အရဖွင့်လိုက်သည်အတွင်းထဲတွင်ထန်ကြီးတက်နေသောတိုးတိုးလှပဆဲသောကြောက်ဖြူဆန်တို့တစ်ချောင်းကိုတွေ့လိုက်သည်ထိုဆန်တို့ကိုဆွဲယူလိုက်တော့နှင့်လေးတို့သည်တခါတည်း10ဒီဂရီခန့်ရုတ်တရက်ကျဆင်းသွားခဲ့သည်သူတို့၏ဘေး၌မနှမ်းရွှေ၏ဝိညာဉ်သည်အငွေတန်းများထိထင်ရှားစွာပေါ်လာသည်သူ၏လက်ထဲရှိဆန်တို့ကိုသွားယူရန်လှက်လှမ်းလိုက်သည်သူမ၏မျက်နှာသည်ဒေါသအမျက်ကြောင့်အလွန်တရာရုပ်ဆိုးအကျဉ်းတန်နေသည်မနှမ်းရွှေ၏အတန်အော်ဟစ်ငိုယိုတန်ပြန်ပေးငါဟာပြန်ပေးကိုဖိုးသားသည်ချက်ချင်းမင်းဆန်တို့ကိုတင်းတင်းဆုပ်ကာဓမ္မယုံကိုဦးတီကအရဟံဟူသောဘုရားစာကိုအော်ရွတ်လိုက်သည်ဘုရားစာအတန်နှင့်အတူဆန်တို့မှအလင်းရောင်အဖြူရောင်ဆူဆူတစ်ခုဖြားရည်တွက်လာသည်ထိုအလင်းရောင်သည်မနှမ်းရွှေ၏ဝိညာဉ်ကိုထိခိုက်သောအခါပြင်းထန်စွာရှဲဟူသောအတန်ထိကောင်းကင်ကိုဝှေ့ကန်ပြီးပျောက်ကွယ်သွားလေတော့သည်လေတို့သည်ရုတ်တရက်နွမ်းထွေးတိတ်ဆိတ်သွားပြီးလမ်းမကြီးတစ်လုံးသည်ငိမ့်ချမ်းသွားခဲ့သည်ကိုပိုးသားနှင့်တာထူးတို့သည်ထိုညတွင်ဓမ္မယုံမှဖျားခံတော်ပြီးမနှမ်းရွှေအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးခဲ့ကြသည်နောက်တစ်ခါထိုလမ်းမပေါမောင်းလင်းသောအခါအဖြူရောင်ဝိညာဉ်ကိုမတွေ့ရတော့ပေအဝေးပြေးလမ်းမ၏တိတ်ဆိတ်မှုသည်စစ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 ်စိမ့်လုံခြုံသည့်တိတ်ဆိတ်မှုကြောင့်ခံစားလိုက်ရတော့သည်